ဖြူစင်သောနှလုံးသားအပိုင်းလေးဆက်သိမ်းမော်ဆီယာမမဲရဲ့မြူဆွဲမှုဟာဖိုးလာပြီးအထက်အလွန်ကြီးမားတဲ့စမ်းသပ်ချက်တစ်ခုထင်နေပါတယ်။ရွှေငွေရရှိရင်ရွာသားတွေစားဝတ်နေရေးပြေးလဲသွားမှာပဲလို့သူခဏတော့တွေးမိလိုက်တယ်။မှန်ကန်သောဆုံးဖြတ်ချက်။ဒါပေမဲ့ဖိုးလာပြီးဟာအဖိုးအိုးရဲ့စကားကိုပြန်တတိရလိုက်ပါတယ်။ဖြူစင်တဲ့နှလုံးသားရှိသူမဲမေတ္တာပန်းကိုခူးနိုင်မယ်ဆိုတဲ့စကားပါ။ဖိုးလာပြီးကမော်ဆီယာမမဲကိုပြက်ပြက်တသားပြန်ပြောလိုက်တယ်ငါရဲ့နှလုံးသားကိုငါမယောင်းနိုင်ဘူးစီးစိမ်ဥစ္စာတွေကခက်တာပဲခံစားရတာပါဒါပေမဲ့မေတ္တာပန်းကပေးမဲ့အေးချမ်းမှုကတော့ထာဝရပါငါနှလုံးသားမဖြူစင်လို့ရင်ငါယူသွားတဲ့ရွှေငွေတွေကလေရွာသားတွေအထက်ပျော်ရွှင်မှုအစစ်အမှန်ပေးနိုင်မှာမဟုတ်ဘူးအမောင်တို့ပျောက်ကွယ်ခြင်းဖိုးလာပြီးရဲ့စကားအဆုံးမှာတော့မိုဆီယာမမဲကဒေါသတို့ကြီးနဲ့ချိန်ဆပြီးပျောက်ကွယ်သွားပါတယ်တကယ်တော့အဲ့ဒီမော်ဆီယာမမဲကဖိုးလာပြီးရဲ့စိတ်ဓာတ်ခိုင်မာမှုကိုစမ်းသပ်တဲ့အတ္တစိတ်ရဲ့အယိပ်အယောင်သာဖြစ်ပါတယ်။ဖိုးလာပြီးဟာမေတ္တာပန်းသားကိုတိုးသွားပြီးအตาရာခူးယူလိုက်ပါတယ်။အန်အောစရာကောင်းတာကပန်းကိုလက်နဲ့ကိုင်လိုက်တာနဲ့ဖိုးလာပြီးရဲ့ရင်ဘတ်ထဲကနှလုံးသားအလင်းရောင်ကတလောကလုံးလင်းထိန်သွားအောင်တောက်ပလာပါတော့တယ်။ရွာကလေးတို့အပြင်ဖိုးလာပြီးရွာကိုပြန်ရောက်တဲ့အခါမှာတော့တရွာလုံးဟာထူးဆန်းစွာပြောင်းလဲနေပါတယ်။ရန်ဖြစ်နေကြတဲ့သူတွေဟာတဦးနဲ့တဦးပြန်လဲတင့်မြတ်နေကြတယ်။ဖျားနာနေတဲ့သူတွေဟာလည်းကျန်းမာလာကြတယ်။ခြောက်ထွေးနေတဲ့လယ်ကွင်းတွေမှာလည်းစပောင်းနံတွေဝေစားလာပါတယ်။ဖိုးလာပြီးဟာမေတ္တာပန်းကိုရွာလေးကဖျားเจ้าလေးမှာတွားရောက်လှူဒန်းလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးအဲ့ဒီရွာကလေးဟာမေတ္တာရွာလို့အမိတွင်နေလူတိုင်းဟာအေးချမ်းသာရစွာနေထိုင်သွားကြပါတော့တယ်။ပုံမြင်လေးရဲ့သင်ခန်းစာကပစ္စည်းဥစ္စာတွေထက်ဖြူစင်တဲ့စိတ်ထားနဲ့မေတ္တာတရားဟာလောကကိုပိုမိုလှပစေပြီးအေးချမ်းမှုကိုပေးစွမ်းနိုင်ပါတယ်လို့ပြောရင်းပုံမြင်လေးကိုအဆုံးတက်လိုက်တယ်။ဖြူစင်သောနှလုံးသားဆုံးမစကား၅ခွန်းကိုဆက်လက်နားထောင်ခြင်းအကောင့်လေးကိုနှိပ်ထွားပေးပါနော်။